ဟင်းကျောင်းကလူမိုက်လေးကနင့်ကိုဘတ်ဘုတ်ထီဝယ်ပေးတာလားငါသာသူ့စီကဘတ်ဘုတ်ထီတောက်ရရင်ပျော်ပျော်ကြီးတေးလိုက်နိုင်တယ်ကဲအဲ့ဒါတော့နည်းနည်းလွန်သွားပြီဟာငါကစကားဖြစ်ပြောတာပါငါဘဝအတွက်ဘတ်ဘုတ်ထီတစ်ခွက်ထဲနဲ့မလောက်ပါဘူးအနည်းဆုံးနှစ်ခွက်တော့လိုလိမ့်မယ်ဒါပေမဲ့သူကကောလာဟာလာတွေတဲကလူမဟုတ်ဘူးဆိုတာငါသတိထားမိတယ်တကယ်တော့သူကတော်တော်လေးယဉ်ကျေးပြီးအဲ့ဒီလောက်မကြောက်ဖို့ကောင်းပါဘူးနင်တန်ရရသွားလာလို့တောင်သူမေးသေးတယ်ဒါနဲ့သူဒီနေ့မွန်းလွဲပိုင်းကဝယ်ပေးတဲ့ဘတ်ဘုတ်ထီကိုငါကင်ကြည့်လို့ရမလားအဲ့ဒါကသဘောကတော့သူငါ့ကိုလည်းဘတ်ဘုတ်ထီဝယ်ပေးတယ်လို့ပြောလို့ရတာပေါ့ငါဘတ်ဘုတ်ထီရရင်ငါရဲ့ရုပ်ရလည်းဘတ်ဘုတ်ထီရမှာပဲလားပါငါဝယ်တိုက်ပါမယ်ဝါငါရဲ့ဝန်ကအကောင်းဆုံးပဲဒါဆိုငါပလဲထရောက်တွေအပို့ထည့်လို့ရမလားရတာပေါ့အုံးသီးဂျယ်လီတောင်အပို့ထည့်လို့ရသေးတယ်တငယ်ချင်းကပထမလို့ငါဤနေရာကနေကြီးညာလိုက်တဲ့ကျောင်းကလူမိုက်လေးကတော့လောလောဆယ်ဒုတိယနေရာမှာပဲနေပါစေဦးကျောင်းဘဝအပြင်ဘက်မှာစားတောက်ပြီးနောက်ရှီညံကချန်ရှင်းကျိုးနဲ့ရှူစီမင်တို့ကိုဘတ်ဘုတ်ထည့်ဆိုင်နဲ့ခေါ်သွားခဲ့တယ်ရှူစီမင်ကတမနက်ခင်းလုံးအိပ်ပျော်နေခဲ့တာဖြစ်ပြီးအခုဘိုက်ဝသွားတော့အပြင်သွားပြီးပျော်ပပဆော့ချင်နေခဲ့တယ်ညံဒီနေ့မိုးလွဲပိုင်းအင်တာနက်ကဖေးသွားမလားရေကူးကန်လည်းမရှိဘူးရေလည်းမကူးဘူးရှီညံနင်ဒီနေ့မိုးလွဲပိုင်းအလုပ်လုပ်မှာလားသူနဲ့ချန်ရှင်းကျိုးနှစ်ယောက်စလုံးကအဆင့်တန်းရှိတဲ့မိသားစုတွေကနေလာကြတာဖြစ်တယ်သူ့မိသားစုကချမ်းသာကြွယ်ဝပြီးချန်ရှင်းကျိုးရဲ့အဖေကမြို့တော်အထိစီးပွားရေးလုပ်ကိုင်တာကြောင့်သူ့ကိုတကယ်တထေးသားလေးဖြစ်စေခဲ့တယ်သူတို့နှစ်ယောက်စလုံးကပတ်စံအတွက်ရုန်းကန်ခဲ့ရခြင်းမရှိပါဘူးရှင်းကတော့မတူပါဘူးသူကအခြေခံအားဖြင့်မိဘမဲ့ဖြစ်ပြီးသူ့ရဲ့ဆွေမျိုးတွေကလည်းယောက်ျားလေးတစ်ယောက်ကိုပြုစုပြောထောင်ဖို့ဘယ်လောက်ကုန်ကြမလဲဆိုတာကိုတွေးပြီးသူ့ကိုခေါ်မထားချင်ကြဘူးသူ့ရဲ့စာဝတ်နေရေးစည်းအားလုံးကိုသူ့ဘာသာရှာဖွေခဲ့တာဖြစ်တယ်သူဒါကိုသူတို့စီကဘယ်တော့မှမဖုံးကွယ်ခဲ့ပါဘူးသူကပုံမှန်အားဖြင့် software တွေနဲ့ website တွေကိုတိစောက်လေးရှိပြီးတခါတရံမှာလူတွေရဲ့ account တွေကို hack ပေးတာဒါမှမဟုတ် game version တွေကိုခရက်ပေးတာမျိုးလုပ်ပေးလေးရှိတယ်အခြေခံအားဖြင့်ကုန်ပြသူဒါနဲ့ပတ်သက်လာရင်သူအားလုံးလုံနိုင်ပြီးအဲ့ဒီကနေပတ်စံအများကြီးရခဲ့တယ်ငါအလုံးမလုပ်ပါဘူး mango ဖောင်မဆဲကိုတစ်ခွက်ပေးပါမဖြစ်နိုင်တာငါအဲ့ဒါတွေကိုမကြိုက်ဘူးမိန်းကလေးတွေပါလို့အဲ့ဒါကိုဒီလောက်တောင်ကြိုက်ကြလဲဆိုတာငါနားမလည်ဘူးငါကအဲ့ဒီလိုချိုးအီးပြီးအနှစ်များတဲ့ဖြော်ရည်တွေကိုမကြိုက်ဘူးဟိုက်ကျေးဇူးပြုပြီးနည်းနည်းမြန်လေးလုပ်ပေးပါဦးဆိုင်ဝန်ထမ်းကအလုတ်ရှုပ်သွားပြီးရှီညံကထိုင်ကုန်မြင့်ပေါ်မှာထိုင်ပြီးစောင့်နေခဲ့တယ်မဟုတ်ဘူးတကယ်ပြောတာနီယွန်နဲ့အလုတ်လည်းမလုပ်ဘူးအပြင်လည်းထွက်မစော့ဘူးဆိုတော့ဒီနေ့မွန်လွဲပိုင်းဘာလုပ်မှလဲဘာပုတ်ထီသွားပို့ပြီးတောင်းပန်မလို့ဘာပုတ်ထီပို့တာကတမွန်လွဲလုံးအချိန်မကုန်ပါဘူးအဲ့ဒီနောက်ပိုင်းကျရင်ကောငါနင့်ကိုမေးပါရစေဦးငါတို့ကဘာတွေလဲလူတွေပေါ့တိတာနေတာပဲတခြားဘာဖြစ်ရအောင်မလဲငါတို့နှစ်ယောက်ကတော့လူတွေပေါ့နင်ကတော့ခွေးတက်ပဲငါသာခွေးဆိုရင်နင်ကငါပထမဆုံးကိုက်မဲ့သူပဲအဲ့ဒီအချိန်မှာပဲဆိုင်ဝန်ထမ်းကပြင်ဆင်ပြီးသွားတဲ့ mango ဖောင်မဆဲကောက်ကိုကောင်းတာပေါ်တင်ပေးလိုက်တယ်ငါတို့အတန်းနဲ့ပြန်သွားကြမယ်ငါတို့ကចောင်းသားတွေလေចောင်းသားတွေဆိုတာစာကြိုးစားရမယ်နေတိုင်းပို့တော်အောင်လုပ်ရမယ်ဇီမြန်ရဲ့ပါဇက်ကနေစာကြိုးစားရမယ်ဆိုတဲ့စကားလုံးတွေထွက်လာတာကိုကြားရတာကဇူဇီမင်ရဲ့ကြောရိုးတဲ့အထိစိတ်သက်သွားစေခဲ့တဲ့အဲ့ဒီခံစားချက်ကဇီမြန်ကပတ်ပုတ်ထက်ခွက်ကိုရှင်ဝမ်ရဲ့စာပွဲပေါ်တင်ပေးလိုက်တာကိုမြင်လိုက်ရတဲ့အထိကြာမြင့်ခဲ့တဲ့အဲ့ဒီနောက်မှာတော့အားလုံးရှင်းလင်းသွားခဲ့ပါတော့တယ်ကျောင်းသားတွေဆိုတာစာကြိုးစားရမယ်နေတိုင်းပို့တော်အောင်လုပ်ရမယ်တဲ့ငါအထင်နေုံကငါတို့ကျောင်းကအလှပန်းလေးကိုစိတ်ဝင်စားနေတာထင်တယ်နင်ကခွေးအပါလို့ငါပြောသားပဲနင်ကငါ့ကိုမယုံဘူးအခုတော့သိပြီမလားသူမနေ့ညကလေးကရိပ်မိနေတာဒါထက်လူနဲ့ခွေးကတဆင့်တည်းမှမဟုတ်တာအေးလေဒါကြောင့်မို့လို့သူငါတို့ကိုအစောကြီးနိုးပြီးကြောင်းလာရမယ်လို့ပြောတာကိုဒါပေမဲ့ညံကသူမအကြောင်းကိုဘယ်တော့ကလေးကစတွေးနေတာလဲပထမဆုံးမြင်ချင်းအချစ်လားညံရဲ့ကိစ္စတွေကိုရှောက်မမေးနဲ့တော့ရှူစီမင်ကနာမှုတ်လိုက်တယ်သူတို့ကမမေးနဲ့လို့ပြောလေသူကပို့ပြီးဆက်စုခြင်းလေးဖြစ်နေခဲ့တယ်လာပါညံရငါ့ကိုတိုးတိုးလေးပြောပြပါနင်เจ้าမှာနေခဲ့တာငါတို့เจ้าကအလှပန်းလေးเจ้าမလားနင်လှုပ်เสียအလုံးမရှိဘူးလားငါကနင့်ရဲ့အခြေရေးကိုစိတ်ပူပေးုံတင်ပါငါတိတလောက်တော့နင်အလုပ်တစ်ခုလက်ခံထားပြီးအဲ့ဒါကတော်တော်လေးအရေးကြီးတယ်မလားအခုကျတော့နင်ကပတ်စံရှာဖို့ထက်ကြောင်းလာဖို့ကိုရွေးချယ်နေတယ်သူမကတကယ်ကိုဆွဲဆောင်မှုရှိတာပဲဖြစ်ရမယ်ရှီညံကခတ်တိုးတိုးရေမောပြီးသူ့ကိုလှမ်းခေါ်လိုက်တယ်ဒီနားလာစမ်းဘာလဲနင်ငါ့ကိုနှုတ်ပိတ်မလို့လားနင်ငါ့ကိုနှုတ်ပိတ်ဖို့စူးစမ်းနေတာသိကြတယ်ဒါကိုရှောက်မပြောနဲ့အပြင်ကိုပေါက်ကြားသွားရင်ငါနင့်ကိုတက်ပြစ်မယ်သူ့ရဲ့ပြည့်ရပြီးဂယုမဆိုင်ဟန်ရှိတဲ့မျက်ဝန်းတွေထဲမှာတတိပေးချက်တစ်ခုပါဝင်နေခဲ့တဲ့ရှူစီမင်ကသူ့ဘာကိုစိတ်ပူနေလဲဆိုတာသိပါတယ်ရှီညံကစွတ်တရွတ်နိုင်ပြီးသူများတွေဘာတွေမလဲဆိုတာကိုဘယ်တော့မှဂယုမဆိုင်တတ်ပေမဲ့သူတို့ကြောင့်ကအလှပန်းလေးကတော့ချိုးတာပြီးအကြောက်လန့်လည်းများပါတယ်သူတို့နှစ်ယောက်အကြောင်းကောလာဟာလာတွေတကယ်သာပြန့်နှံ့သွားရင်သူမကကြောက်လို့ငိုမိမှတေချာတယ်ပိုအရေးကြီးတာကစီညံကသူမရဲ့ခံစားချက်ကိုဂယုဆိုင်ပြီးသူတစ်ပါးတွေသူမကိုဘယ်လိုမြင်မလဲဆိုတာကိုပို့ပြီးတော့တောင်းဂယုဆိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ဘေးနားမှာလူမရှိတဲ့လောက်အခြေအနေမျိုးကြမှာသာသူကသူမကိုစကားပြောတာဖြစ်တယ်ရှူစီမင်ကဒါတွေအားလုံးကိုနားလည်သွားပြီးနောက်မှာတော့စကားတလုံးမှမဟရဲတော့ပါဘူးသူကသူ့ကောင်းကိုဒေါင်မြေအယုတ်လိုမျိုးအပြင်းထန်ခါရမ်းလိုက်တယ်ဘာတွေပြန့်နှံ့မှာလဲငါကခွေးတကောင်ပါဘာမှမသိပါဘူးဒါကဘယ်နှခုလဲဟာငါမသိဘူးဘာလို့လဲဆိုတော့ငါကခွေးအမတ်လို့စီနီယာကသဘောကျသွားပြီးတိုးတိုးလေးချိန်ဆဲကစာပွဲပေါ်ပြန်လဲပြီးအိပ်ပျော်သွားခဲ့တယ်နင်းပြန်အိပ်ပြန်ပြီလားညံနင်းအိပ်ပျော်နေရင်ငါကဘာလုပ်ရမှာလဲညံကပြန်မဖြေခဲ့ပါဘူးသူတကယ်ပဲမကြသေးခင်ကအလုပ်တစ်ခုလက်ခံထားခဲ့ပြီးအနန်သူကအမြန်လိုနေတာဖြစ်တယ်သူကအိမ်မှာပဲလောဝက်လောက်အလုပ်လုပ်ပြီးမှကြောင်းပြန်တက်ဖို့စီစဉ်ထားခဲ့တာဖြစ်ပေမဲ့တစုံတစ်ယောက်ကသူမကသူ့ကိုကြောင်းမှတွေ့ချင်တယ်လို့ပြောခဲ့တာကြောင့်ဖြစ်ပါတယ်